န်ဒီယာတန်စင်တဲကမိုးဆက်များဆိုတဲ့ဇလန်းလေးကိုလာရောက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မိုးသေးထန်စွာရွက်သွန်းနေတဲ့ညနေခင်းတစ်ခုမှာထမ်းမြက်တယောက်မြို့ဟောင်းလေးရဲ့လိုင်းကြားတဲ့ကကော်ဖီဆိုင်လေးတစ်ခုတည်းကိုအပြေးလွှာဝင်ရောက်လာခဲ့တယ်။ကော်ဖီဆိုင်လေးကလူသူကင်းဝေးပြီးတိတ်ဆိတ်လို့နေတယ်။တောင်တနေရာမှာတော့ဖုံးတွေအနှဲငယ်တက်နေတဲ့စန်ဒီယာအိုကြီးတစ်လုံးရှိတယ်။ထမ်းမြက်ကစန်ဒီယာခုံပေါ်မှာထိုင်လိုက်ပြီးငယ်ငယ်ကသူ့သိမ့်မျက်နှုတ်ခဲ့တဲ့တန်စင်လေးတစ်ခုကိုအမတ်မတင်တီးခတ်မိတယ်။အဲ့ဒီအချိန်မှာပဲဆိုင်တကားဝကခေါင်းလောင်းတန်လေးမြည်လာပြီးမိန်းကလေးတယောက်ဝင်လာခဲ့တယ်။သူမရဲ့လက်ထဲမှာတော့အပြာရောင်ထီလေးတစ်ချောင်းပါခဲ့တယ်။အဲ့ဒီမိန်းကလေးကတော့မေပါ။သူတို့နှစ်ယောက်ဟာလွန်ခဲ့တဲ့9နှစ်ကတက္ကသိုလ်နယ်မြေမှာနာမည်ကျော်ခဲ့တဲ့ချစ်သူတွေပေါ့။ဒါပေမဲ့မေရဲ့မိသားစုအခက်အခဲနဲ့ဝေးကွာသွားခဲ့ရတဲ့အခြေအနေတွေကြောင့်ဘာစကားမှမပြောဘဲလမ်းခွဲကြတာပေါ့။ထက်နင်းရဲ့စန်ဒီယာတန်စင်ကအရင်တိုင်းပဲနော်လို့မေကဒိုးတိတ်တဲ့လီတန်လေးနဲ့စကားဆလိုက်တယ်။ချမ်းမြရဲ့လက်ချောင်းတွေကတုံရီခဲ့တယ်။နှုတ်သားကြားမှာမိုးတန်တွေကလွဲရင်တိတ်ဆိတ်မှုတွေကကြည်ဆိုသွားခဲ့တယ်။ဘာလို့ဘာမှမပြောဘဲနဲ့ထွက်သွားခဲ့တာလဲမေ။ချမ်းမြရဲ့မိခွန်းကအခန်းငယ်လေးထဲမှာပဲ့တင်ထက်သွားခဲ့တယ်။မေကပတင်းပေါအပြင်ဘက်ကမိုးဆက်တွေကိုကြည်ရင်တခါတလေကြတော့လေချစ်နေုံနဲ့မလုံလောက်ဘူးထက်နင်းရဲ့အနာဂတ်မှာငါဝင်ထုတ်ဝင်ဖို့တခုဖြစ်မှာ哦ငါသိကြောက်ခဲ့တာလို့မျက်ရည်ဝိုင်းရင်ပြောပြခဲ့တယ်သူတို့နှစ်ယောက်ဟာအတိတ်ကနားလည်မှုလွန်ခဲ့တာတွေတယောက်ကိုတယောက်လွမ်းခဲ့ရတဲ့ညတွေကိုတိုင်ပင်ဖို့မရှိဘဲကြော်ပြတ်ခဲ့ရပုံတွေကိုတညလုံးပြောပြခဲ့ကြတယ်မိုးတိတ်သွားတဲ့ချိန်မှာတော့သူတို့နှစ်ယောက်ကော်ဖီဆိုင်လေးထဲကနေအတူတူထွက်လာခဲ့ကြတယ်မီးအိမ်ရောက်ချိန်အောင်မှာသူတို့နှစ်ယောက်ရဲ့အရေးနှစ်ခုကတထက်တည်းကျနေခဲ့တယ်ဒီတစ်ခါမှတော့လက်ကိုမလွတ်တမ်းစောက်ကင်ထားလို့ရပြီလားလို့ချမ်းမြက်ကမေးလိုက်တဲ့အခါမေးရပြုံးပြီးကောင်းကျင်ပြခဲ့တယ်သူတို့နှစ်ယောက်ရဲ့ချစ်စလန်းဟာဝေးကွာခြင်းတွေနဲ့အဆုံးမသက်သွားပဲရင့်ကျက်တဲ့နားလည်မှုတွေနဲ့ပြန်လည်စတင်ခဲ့ပါတော့တယ်